I have ever been to နေရာတနေရာရာကိုကိုကရောက်ဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever been to သူ့ရဲ့နောက်ကနေကိုရောက်ဘူးတဲ့နေရာလေးကိုထည့်ပြီးတော့ပြောပြရပါတယ် Okay example center I have ever been to Bagan ငါ Bagan ကိုရောက်ဘူးတယ် I have ever been to Canada ငါ Canada ကိုရောက်ဘူးတယ် I have ever been to London ငါ London ကိုရောက်ဘူးတယ် I have ever been to Singapore ငါ Singapore ကိုရောက်ဘူးတယ် I have ever been to Yangon ငါ Yangon ကိုရောက်ဘူးတယ် I have ever been to Mandalay ငါ Mandalay ကိုရောက်ဘူးတယ် Okay အဲ့တော့တနေရာရာကိုရောက်ဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever been to သူရဲ့နောက်ကနေကိုပြောချင်တဲ့နေရာလေးကိုထည့်ပြီးတော့ပြောလို့ရပါတယ် Have you ever been to Have you ever been to ကတော့တနည်းအားကိုရောက်ဖူးလားလို့မေးချင်တဲ့အခါမှာသုံးရပါတယ် Have you ever been to သူနောက်ကလည်းနေရာလေးကိုထည့်ပြရမယ်ပေါ့နော် Okay example sentence Have you ever been to Japan မင်းဂျပန်ကိုရောက်ဖူးလား Have you ever been to Canada မင်း Canada ကိုရောက်ဖူးလား Have you ever been to Mandalay ကိုမင်းရောက်ဖူးလား Have you ever been to ပြင်ဦးလွင်ကိုမင်းရောက်ဖူးလား Have you ever been to Singapore မင်း Singapore ကိုရောက်ဖူးလား Okay တနည်းအားကိုရောက်ဖူးလားလို့မေးချင်တဲ့အခါမှာ Have you ever been to သူနောက်ကနေနေရာလေးကိုထည့်ပြီးတော့ပြောလို့ရပါတယ် I have ever eaten ကတော့ငါတခုခုကိုစားဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever eaten သူနောက်ကစားစရာလေးထည့်မယ်ပေါ့နော် Okay example sentence I have ever eaten pizza ငါ pizza စားဘူးတယ် I have ever eaten burger ငါ burger စားဘူးတယ် I have ever eaten sushi ငါ sushi စားဘူးတယ် I have ever eaten sandwich ငါ sandwich စားဘူးတယ် I have ever eaten chocolate cake ငါ chocolate cake စားဘူးတယ် I have ever eaten strawberry cake ငါ strawberry cake စားဘူးတယ် I have ever eaten kiwi ငါ kiwi စားဘူးတယ် Okay အဲ့တော့တခုခုကိုစားဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever eaten သူနောက်ကနေစားစရာလေးထည့်ပါမယ် Have you ever eaten Have you ever eaten ကတော့တယောက်ယောက်ကိုတခုခုစားဘူးလားလို့မေးချင်တဲ့အခါမှာ Have you ever eaten သူနောက်ကစားစရာလေးထည့်ပြီးပြောမယ်ပေါ့နော် Okay example sentence Have you ever eaten orange မင်း orange စားဘူးလား Have you ever eaten burger မင်း burger စားဘူးလား Have you ever eaten sushi မင်း sushi စားဘူးလား Have you ever eaten pizza မင်း pizza စားဘူးလား Have you ever eaten chocolate cake မင်း chocolate cake စားဘူးလား Have you ever eaten sandwich မင်း sandwich စားဘူးလား Have you ever eaten strawberry cake မင်း strawberry cake စားဘူးလား Okay တခုခုကိုစားဘူးလားမေးချင်ရင် Have you ever eaten သူနောက်ကစားစရာလေးတွေထည့်ပြီးတော့ပြောလို့ရပါတယ် I have ever played ကတော့ငါတခုခုကိုကစားဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever played သူရဲ့နောက်ကနေကိုကစားဘူးတဲ့အားကစားလေးတွေကစားစရာတခုလေးကိုထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော် Okay example sentence I have ever played football ငါ football ဘောလုံးကစားဘူးတယ် I have ever played baseball ငါ baseball ကစားဘူးတယ် I have ever played badminton ငါ badminton ကစားဘူးတယ် I have ever played hockey ငါ hockey ကစားဘူးတယ် I have ever played the mobile game ငါ mobile game ကစားဘူးတယ် Okay အဲ့တော့တခုခုကိုကစားဘူးတယ်လို့ပြောချင်တဲ့အခါမှာ I have ever played သူနောက်ကနေကိုကစားဘူးတဲ့အရာလေးကိုထည့်ပြီးတော့ပြောလို့ရပါတယ် Have you ever played Have you ever played ကတော့တခုခုကိုကစားဘူးလားလို့မေးချင်တဲ့အခါမှာ Have you ever played သူနောက်ကနေကစားတဲ့အရာအကစားလေးတွေပဲဖြစ်အဲ့လိုတခုခုထည့်ပြီးတော့ပြောမယ်ပေါ့နော် Okay example sentence Have you ever played football မင်းဘောလုံးကစားဘူးလား Have you ever played badminton မင်း badminton ကစားဘူးလား Have you ever played baseball မင်း baseball ကစားဘူးလား Have you ever played hockey မင်း hockey ကစားဘူးလား Have you ever played the mobile game မင်း mobile game ကစားဘူးလားဒါကတော့တယောက်ယောက်ကိုတခုခုကစားဘူးလားလို့မေးချင်တဲ့အခါမှာသုံးလို့ရတဲ့ pattern လေးပဲဖြစ်ပါတယ်